gaming laptop တစ်လုံးရှာနေလား performance ကောင်းကောင်း design မိုက်တဲ့ laptop လိုချင်လားကျွန်တော်တို့ဆိုင်ကိုတည်ရောက်ရှိလာတဲ့ Asus TUF Gaming A60 လေးနဲ့မိတ်ဆက်ပေးပါရစေ Asus ရဲ့ TUF series ဆိုတာ gaming အတွက်ပဲမဟုတ်ပဲ durability ကြက်ခိုင်မှုအတွက်ပါနာမည်ကြီးတဲ့ series ဖြစ်ပါတယ် military grade standard နဲ့စမ်းသပ်ထားတဲ့ laptop ဆိုတော့ game သမားတွေ programmer တွေ designer တွေအတွက်အဆင်ပြေပါတယ်ဒီဇိုင်းကိုကြည့်မယ်ဆိုရင် TUF Gaming A60 က gaming look ဖြစ်ပြီးတော့ body ကခိုင်မာတဲ့ heavy duty feeling ကိုခံစားမိမှာပါ keyboard မှာ backlight မီရောင်စုံချိန်လို့ရတဲ့ laptop တစ်လုံးဖြစ်ပါတယ် screen က16 လက်မ display ဖြစ်တဲ့အတွက် refresh rate မြင့်တဲ့အတွက်ကြောင့် game ဆော့ရင် motion smooth ဖြစ်ပါတယ် FPS game တွေမှာ enemy movement ကိုပိုမိုမြန်မြန်မြင်နိုင်ပါတယ် movie ကြည့်တာ design လုပ်တာအရင်ကောင်းပါတယ် CPU အနေနဲ့ကတော့ AMD Ryzen 7 9000 series Cisco တွဲသရဖြစ်တဲ့အတွက်ကြောင့် multitasking အတွက်အလွန်ကောင်းပါတယ် memory 60GB SSD 512GB ပါဝင်ပါတယ် gaming အတွက် CPU က Nvidia RTX 4050 GPU နဲ့တွဲပေးထားတော့ Valorant CS2 Dota 2 စတဲ့ competitive game တွေမှာ smooth ဖြစ်စေပါတယ် PUBG လို game မျိုးမှာ high setting နဲ့ဆော်လို့ရပါတယ် port တွေအနေနဲ့ကတော့ laptop ရဲ့ဘယ်ဘက်မှာaudio jack တစ်ခု USB port တစ်ခု type C port နှစ်ခု HDMI တစ်ခု network port တစ်ခု Arduino jack port တစ်ခုပါဝင်ပါတယ်။ညာဘက်မှာတော့ USB port တစ်ခုပါဝင်ပါတယ်။ speaker performance အနေနဲ့ကတော့ game ဆော့ရင်တနက်ပစ်တန်လမ်း6တန်တွေကိုချင်းချင်းလင်းကြားရပြီးတော့ရုပ်ရှင်ကြည့်ရင် surround feel ရပါတယ်။ AI noise cancelling ပါလို့ calling လုပ်တာ online class လုပ်တဲ့အခါအတန်ပိုရှင်းပြီး professional ဖြစ်ပါတယ်။ display က 144Hz refresh rate ဆိုတော့ပို smooth ဖြစ်စေပါတယ်920 80W ကန်ဖြစ်တဲ့အတွက် online class zoom meeting video call ပြောတဲ့အတွက်အလွန်သုံးဝင်ပါတယ် AI noise cancelling mic ပါလို့အတန်ပိုရှင်းကြည်လင်ပါတယ်240W power adapter နဲ့ဆိုတော့အားမြန်မြန်သွင်းနိုင်ပါတယ် RAM အနေနဲ့ DDR5 5660GB တစ်ချောင်းပါဝင်ပြီးတော့လိုအပ်မယ်ဆိုရင် 64GB အထိတိုးမြင့်နိုင်ပါတယ် performance ကောင်းကောင်းပေါ့အစုံ design မိုက်တဲ့ Asus TUF Gaming A16 laptop လေးကိုဝယ်တဲ့ IDC and service မှာလာရောက်ဝယ်ယူနိုင်ပါတယ်ခင်ဗျာ